အားလုံးပဲမင်္ဂလာပါရှင် Vivekasu Therapy ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ Via တော့ Vivekasu Therapy ရှယ်ပိုင်ရှင် Viveka ပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ reading လေးမှာကတော့ကိုနဲ့ဒါကိုရဲ့စိတ်ထဲမှာရှိတဲ့လူနဲ့ပေါင်းဖက်ရမလားဒါမှမဟုတ်လို့ရှိရင်ဘယ်လိုမျိုး outcome တွေဖြစ်နိုင်လဲဆိုတာကိုကြည့်ပေးမယ် reading လေးပဲဖြစ်ပါတယ်။ဒီနေ့ reading လေးမှာလည်းထုံးစံအတိုင်းရွေးချယ်စရာ file လေး၃ခုရှိပါတယ်။ဒါကတော့ file 1ဒါလေးက file 2ပြီးတော့ဒါလေးက file 3ပဲဖြစ်ပါတယ်ရှင်ကိုနဲ့သက်ဆိုင်တဲ့ file လေးတွေကိုရွေးပြီးသွားပြီဆိုလို့ရှိရင် description မှာ timestamp လေးဖော်ပြထားပါတယ်ဒီ timestamp လေးကိုနှိပ်ပြီးတော့ reading လေးကိုကြည့်လို့ရပါပြီရှင်ဆိုတော့ video reading လေးမှာပြန်ပြီးတော့တွေ့ပါမယ်နော်မင်္ဂလာပါရှင်အကယ်၍ကိုကဒီဟာလေးကိုရွေးထားတယ်ကိုရွေးထားတဲ့ file နံပါတ်လေးကလည်း file 1ဆိုလို့ရှိရင်ဒါကသင်ရဲ့တစ်ဖက်လူနဲ့เนาะပေါင်းရမှာလားဒါမှမဟုတ်လို့ရှိရင်ဘယ်လိုမျိုး outcome မျိုးဖြစ်နိုင်လဲဆိုတော့ pick up ပါ reading လေးပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒီနေ့ reading လေးမှာတော့ via ဘယ်လိုလေးတွေပြောမလဲဆိုတော့ဒီ connection ပေါ့เนาะဒီဆက်ဆံရေးရဲ့အတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်အကြောင်းရဲ့ပြီးတော့တဲ့အခါကျလို့ရှိရင်ဒါဆက်ပြီးတော့ဖြစ်လာနိုင်တဲ့နောက်ဆုံးအနေနဲ့ပေါ့နော်ထွက်လာနိုင်တဲ့ possibility ရှိတဲ့အဖြေတစ်ခုကို V အနေနဲ့ထုတ်ပေးမှာဖြစ်ပါတယ်။ပေါင်းရမှာလား၊၊꿰ရမှာလားဆိုတာပေါ့နော်။ဆိုတော့ဒီကတ်ကလေးတွေကတော့ reading တစ်ခုလုံးဒီ reading အခုဒီ file 1ရဲ့ reading တွေကိုဒါ support လုပ်ပေးမယ်။ oracle ကတ်လေးတွေပဲဖြစ်ပါတယ်။ကျန်တာလေးတွေကတော့ tarot ကတော့ဒါ video အတူတူဆွဲကြမယ်ပေါ့နော်။ video အရင်ဦးဆုံး oracle ကတ်ကလေးတွေကိုကြည့်ရအောင် challenges okay အဲ့တော့ဒီ connection မှာပေါ့နော်ဒါအနေနဲ့အများစတေးရမယ်အနေနဲ့အများဆုံးလုပ်ရမယ့်အရာတွေရှိတယ်ဆိုတာကိုတွေ့ရတယ်နောက်တစ်ခုက caution လက်လွတ်စပယ်ကြီးမယုံလိုက်သင့်ဘူးလက်လွတ်စပယ်ကြီးဘယ်လိုပြောမလဲ blind ကြီးပေါ့နော်မယုံလိုက်သင့်ဘူးဆိုတာမျိုးတွေ့ရတယ် not enough ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့အမလို့အမရဖြစ်နေတာတွေပြင်ဆင်ချင်တာတွေအများကြီးရှိနေတယ်တွေ့ရတယ်အဲ့ဒါကြောင့်မလို့လေဒီလိုမျိုး challenges ကပေါ်လာတယ်ဆိုတာဖြစ်လိမ့်မယ်ပေါ့နော်ဒါက wait အဲ့တော့ဒီ outcome တစ်ခုထွက်ဖို့အတွက်ကတော့ဒီ outcome ကတော့ 100% သေချာတဲ့ outcome မျိုးမဟုတ်ဘူးဒါပြောင်းလဲလို့ရမယ်အချိန်တစ်ခုပေးပြီးတော့ပြောင်းလဲရမယ်ဆိုတာမျိုးနောက်တစ်ခုက trust Transformation occurs through acceptance. Once you accept the current situation, it will automatically transform. အဲ့တော့ဒါဒီ connection ဒီပြောင်းလဲလို့ရသေးတယ်ဘယ်လိုမျိုး outcome မျိုးဘယ်လိုမျိုးအဖြစ်မျိုးပဲထွက်လာကိုကပြောင်းလဲခြင်းနေဆိုလို့ရှိရင်ပြောင်းလဲလို့ရသေးတယ်ဆိုတဲ့အဖြစ်မျိုးလေးဒါ overall အနေနဲ့တွေ့ရသလောက်ပေါ့နော်အဲ့တော့ပြီးတော့ဒီဆက်ဆံရေးရဲ့အတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်ကိုသွားကြပါမယ်အဲ့တော့အတိတ်ဆိုတာကတော့အခုဒီသူနဲ့ကိုနဲ့ပေါ့နော်ဒါအခုအချိန်မတိုင်ခင်အထိရှိခဲ့တဲ့အတိတ်နော်ပုံစံတွေ connection ပုံစံလည်းဖြစ်နိုင်တယ်ဒါသူ့ရဲ့အခြေရည်လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့အခြေရည်လည်းဖြစ်နိုင်တယ် energy နဲ့လည်းဆက်နိုင်တယ်ပြစ္ဆုတ်ပံလည်းသူလည်း၎င်းပဲအနာဂတ်ကတော့ဒီ connection ကဘယ်လိုမျိုးပုံစံမျိုးနဲ့ရှေ့ဆက်သွားမလဲဆိုတဲ့outline လေးပေါ့နော်ဆိုတော့ဒီ outline လေးကိုသိရမယ်ဆိုလို့ရှိရင် video ဒါပေါင်းရမှာလား၊꿰ရမှာလားဆိုတာလေးရယ်ပြီးတော့နောက်ဆုံးအနေနဲ့ဒီ advice လေးရယ်တေချာလေးရှင်းရှင်းလင်းလင်းနဲ့သိသွားမယ်လို့မြင်ပါတယ်နော်ကဲအဲ့တော့ video ဒီ connection ရဲ့အတိတ်ကိုသွားချရအောင်ပါPile 1နဲ့ Pile 1 person တို့ရဲ့ဒါအတိတ် connectionတိတ်တော့ပေါ့နော်အဲ့ဒီပြစ္ဆုတ်ပံအောင်သွားကြပါမယ် Pile 1နဲ့ Pile 1 person ရဲ့အခုလက်ရှိအခြေအနေအခုလက်ရှိ energy ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့နော်ကဲအဲ့တော့ video အနာဂတ်ကိုသွားပါမယ်အနာဂတ်မှာရောဘယ်လိုမျိုးဖြစ်လာမလဲဆိုတာ video ကြည့်ကြရအောင်နောက်ဆုံးမှာက the magician အဲ့တော့ဒီမှာကတော့ V အနေနဲ့ဒီကတ်တွေကအရင်ဆုံးပေါ့နော်ဒါတွေမှတ်လိုက်ခင်မှာပြောချင်တာကဒီ connection ဒီပြောင်းလဲလို့ရမယ် action ထုတ်ပြီးတော့ပြောင်းလဲလို့ရမယ်ဆိုတဲ့အနေအထားမှာရှိတယ်အဲ့တော့ဒါကန်ဒီဒါ 50% เนาะနောက်မှပြောင်းလဲခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒါကိုခွန်ကိုအားနဲ့ပြောင်းလဲလို့ရနိုင်တာ50%တောင်ရှိပါတယ်အဲ့တော့ video ဒီဆက်ဆံရေးရဲ့အတိတ်ကိုစပြီးကြည့်ကြရအောင် Seven of Swords for the wrong reasons
Two of Pentacles final 2 okay အဲ့တော့ဒီ connection ရဲ့အတိတ်ကိုကြည့်ရတာကတော့အခုလက်ရှိကိုခဏဖယ်လိုက်မယ်နော်ဒီ connection ရဲ့အတိတ်ကိုကြည့်ရတဲ့လောက်ကတော့အဆင်မပြေခဲ့ဘူးပေါ့နော်အဆင်မပြေခဲ့ဘူးဆိုတာကလည်း option တွေနဲ့ဥပမာစတွဲတော့ကနှစ်ယောက်ကြားထဲကနေပြီးရွေးချယ်ခဲ့ရတာမျိုးအတိတ်နဲ့ပစ္စုပန်ကြားထဲကနေပြီးရွေးချယ်ခဲ့ရတာမျိုးပြီးတော့တဲ့အခါကျတော့ဒါတငယ်ချင်းအပေါင်းအသင်းတွေပေါ့နော်တငယ်ချင်းအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့စကားပြောရတာမျိုးတွေပြီးတော့သူတို့တွေကမြောက်ပေးတာမျိုးတွေကြောင့်စကားခဏများရတာမျိုးပြီးတော့တဲ့အခါကျတော့ဒီမှာကပေးခဲ့တဲ့ကတိတွေเนาะစ조사အောင်လို့ပြောခဲ့တဲ့အရာတွေကအရာမထင်လာတာမျိုးပေးခဲ့တဲ့ကတိတွေကမတည်နိုင်ခဲ့တာမျိုးတွေတွေ့ရတယ်အဲ့တော့ဒါတွေကိုကြတော့လေဘယ်လိုမျိုးအနေနဲ့ပြောလို့ရမလဲဆိုတဲ့အခါကျတော့ဒါ cheating case လည်းပါတယ်ဒီလားဒီတွေကတချို့ကလေဖောက်ပြန်ပြီးတော့မှပြန်ပြီးတော့လက်ခံထားတဲ့ relationship အနေအထားမျိုးတွေရှိကောင်းရှိနိုင်မယ်လုံးဝမဖောက်ပြန်ခဲ့ဘူးဆိုရင်တော့မှဒီလိုမျိုးပေါ့နော်ဒီလိုမျိုးတရားလူနဲ့ပတ်သက်ပြီးတော့စကားများရတဲ့ကိစ္စတွေเนาะပြဿနာတက်ရတဲ့ကိစ္စတွေရှိခဲ့လိမ့်မယ်အဲ့တော့ဒီ connection မှာအတိတ်ကအရာတွေကိုပြန်ပြီးတော့ပြင်နိုင်ဖို့အတွက်စူးစမ်းနေကြတယ်လို့ဒီအနေနဲ့ပြောလို့ရတယ်ပြီးတော့တဲ့အခါကျတော့လေဒီလိုမျိုးပေါ့နော်တယောက်နဲ့တယောက်ဒါနားလည်မှုတွေလွဲခဲ့ကြတယ်เนาะအတွေးတွေများခဲ့ကြတယ်အတွေးတွေမှားခဲ့ကြတယ်ပြီးတော့စောစောကပြောခဲ့သလိုပဲဒါပတ်ဝန်းကျင်ပေါ့နော်ပတ်ဝန်းကျင်ကသွေးထိုးတဲ့အချက်ကြောင့်ရောပြီးတော့ကိုယ်တိုင်ကစိတ်ဟန်တတ်တဲ့အတွက်ကြောင့်ရောပါမယ်ရှင်တယောက်နဲ့တယောက်ဒါမယိုးသားခဲ့ကြဘူးပေါ့နော်ဒါအတိတ်မှာရှိခဲ့တဲ့ပုံစံမျိုးပါအဲ့တော့ဒီ connection မှာကောင်းတာတွေလည်းရှိတယ်ဒါပေမဲ့ energy ကို overall အနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုး energy အနေနဲ့မြင်ရတယ်ပေါ့နော်အဲ့ဒါကြောင့်လဲဒီ connection ကိုရေရှည်သွားခြင်းနဲ့ဆိုလို့ရှိရင်ပြင်စရာတွေအများကြီးရှိတယ်လို့ပြောတာဖြစ်ဖို့များတယ်အဲ့တော့ဗီဒီယိုအတိတ်ကိုခဏပြဖက်ထားလိုက်မယ်ဗီဒီယိုပစ္စုပန်ကိုဆက်ပြီးတော့သွားပါမယ်အဲ့တော့အခုလက်ရှိမှာ file 1နဲ့ file 1% တို့ရဲ့ဒါဆက်ဆံရေးပေါ့နော် the hangman to be continued ဆိုတဲ့ပုံစံနဲ့ပြထားတယ် two of cups cheers okay အဲ့တော့အခုလက်ရှိပစ္စုပန်မှာကတော့ဒီအတိတ်ကအရာတွေကိုခဏဖယ်ပြီးတော့ okay အစနေပြီးတော့ပြန်ပြီးစကြည့်ရအောင်တို့နှစ်ယောက်ပြောင်းလဲနိုင်ပါတယ်တို့နှစ်ယောက်စူးစမ်းလို့ရနိုင်ပါအောင်မယ်ဆိုတာမျိုးပေါ့နော်ပြီးတော့အခုလက်ရှိမှာ no contact ဖြစ်နေတဲ့သူတချို့လည်းတွေ့ရတယ်အဲ့ no contact ဖြစ်နေတဲ့သူတချို့ကလည်းပြန်လာဖို့အတွက်အစီအစဉ်ရှိတယ်လို့ဗီနေနဲ့တွေ့ရတယ်ပေါ့နော်ကဲအဲ့တော့ no contact တွေကခဏဖယ်လိုက်တော့ပြန်လာမယ်ဆိုတာနည်းသိနေဆိုတော့အခုလက်ရှိမှာအဆက်အသွယ်ရှိနေကြတဲ့သူတွေသမီးသားတွေအနေနဲ့ကတော့ဒီမှာပြောစရာရှိတာကအခုလက်ရှိဒီ connection မှာတယောက်နဲ့တယောက်လောက်ရက်တွေကိုစောင့်ကြည့်နေတော့မယ်ဒီလားဒီအတိတ်ကကြုံခဲ့ရတဲ့အရာတွေကြောင့်မလို့ပေါ့နော်ပစ္စုပန်မှာလုံးဝမျက်စိစုံမှိတ်ပြီးတော့မယုံသေးဘဲနဲ့သူဘယ်လိုတွေလုပ်လဲတကယ်ရောပြင်လာရဲ့လားဆိုတာတွေကိုအချိန်ပေးပြီးတော့စောင့်ကြည့်နေတယ်ဆိုတာမျိုးမြင်ရတယ်သူဘက်ကဖြစ်စေကိုယ့်ဘက်ကဖြစ်စေပေါ့နော်အဲ့တော့ဒါ second chanceပေးလိုက်ရတဲ့သဘောပဲဒီ relationship ကိုအဲ့တော့ဖောက်ပြန်လို့ရမှာမဟုတ်ဘူးစောစောပြောခဲ့သလိုတယောက်နဲ့တယောက်နားလည်မှုတွေလွဲခဲ့လို့เนาะတယောက်နဲ့တယောက်ကြားထဲမှာအဆင်မပြေခဲ့ဒီအခြေအနေကိုခိတရက်စဲလိုက်ရတယ်ဒါပေမဲ့အခုချိန်မှာဒါ second chance အနေနဲ့ပြန်ပေးပြီးတော့ပြန်ပြီးစချင်နေဆိုတဲ့ energy မျိုးလေးတွေ့ရပါတယ်အဲ့တော့ဒါအခုဒါမှမဟုတ်ရှင်2လအတွင်းပါတယ်ပေါ့နော်ဒီ energy လေးကစတင်ပြီးတော့ပေါက်ဖွာလာပြီဆိုတာကိုမြင်ရပါတယ်အဲ့တော့ video ဒါပစ္စုပန်ပြီးသွားပါပြီအဲ့တော့အတိတ်ရဲ့ပစ္စုပန်ပြီးတော့အနာဂတ်ပေါ့အဲ့တော့ဒီနှစ်ခုကနေပြီးတော့ဘယ်လမ်းကြောင်းကိုဗီဒီယိုဥတည်သွားနိုင်မလဲဆိုတာကိုကြည့်လိုက်ပါမယ်ဒါက file 1နဲ့ file 1% တို့ရဲ့အနာဂတ် connection ပါနော် two of swords 2 on 1 page of wands the free spirit okay အဲ့တော့အခုပစ္စုပန်မှာ second chance တွေပြီးတော့ပြင်ဆင်တယ်ဆိုပေမဲ့အနာဂတ်မှာကဒီအတိတ်ကအခြေအနေတွေကိုအကြောင်းပြုပြီးတော့ပြဿနာတွေထပ်ခါဖြစ်လာအောင်မယ်လို့မြင်တယ်အဲ့တော့ဒီမှာပစ္စုပန်မှာပြောရဲပေါ့နော်အဆင်ပြေခြင်းနဲ့အဲ့ဒါကြောင့်မလို့အကုန်လုံးပြမိမယ်အကုန်လုံးအရင်ကလိုပြန်ဖြစ်အောင်ဆိုတာချစ်စားခင်စားတော့လို့ပြန်ပြီးအဆင်ပြေအောင်လို့စူးစမ်းပေးမယ်လုပ်ပေးမယ် chance ပေးမယ်ပေးဒီ relationship ကို chance တစ်ခုပေးလိုက်ကြရအောင်အဲ့တော့ chance ပေးပြီးတော့ဒါပြန်ပြီးတော့ရှင်သန်လာတဲ့ relationship ရဲ့အနာဂတ်မှာဒီအတိတ်ကအရာတွေကိုဆွဲမထည့်ဖို့လိုတယ်။ဘာလို့လဲဆိုတော့ဒီအတိတ်ကကိစ္စတွေကြောင့်မလို့ဒီစုပ်ပန်ကတိကမေ့သွားပြီးအနာဂတ်မှာဒါတွေကပြဿနာအနေနဲ့ဖြစ်လာတာမျိုးရှိလာလိမ့်မယ်။ဆိုတော့ဒီဟာကြီးကိုဒီအတိတ်ကိုအတိတ်မှာပဲထားပြီးတော့မ
နော်ဒီပစ္စုပန်ဂတိကိုမှတ်မိပြီးတော့အနာဂတ်မှာရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်တော့ဒါအဆင်ပြေမှာပေါ့နော်တရားနဲ့တရားဒါ healthy ဖြစ်နဲ့ညှိနှိုင်းပြလိုက်မယ်အကယ်၍များမဟုတ်ဘူးဒီအတိတ်ကအရာတွေကိုပြန်ပြီးဆွဲထည့်မယ်ဆိုရင်ဒီပစ္စုပန်မှာပြီးတော့ဒါအခုလက်ရှိမှာဂတိတွေပေးပြီးပြန်ပြင်ဆင်နေပြီပေါ့အဲ့တော့အနာဂတ်မှာလူတိုင်းကအမှားလုံးမိကြတာပဲအဲ့တော့အမှားလေးသေးသေးလေးပေါ့ဒီတော့ကတော့မဆိုးတဲ့အမှားလေးသေးသေးလေးလုံးမိသွားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ပြဿနာဖြစ်ရင်ဒီအမှားသေးသေးလေးကိုပဲရှင်းရမယ်အစားအရင်တော့ကလည်းဒီလိုမျိုးတွေလုပ်ဖူးတာပဲလေနောက်ဆိုရင်မလုပ်ဘူးလို့ပြောရပါမလားဆိုတော့မယုံကြည်မှုတွေတန်တရားတွေကြောင့်ပြဿနာတွေကပိုများလာတယ်ပိုပြီးတော့ကြီးလာတတ်တယ်အဲ့တော့အဲ့လိုမျိုးမဖြစ်ရလေအောင်ဒါတယောက်နဲ့တယောက်နားလည်မှုလေးနဲ့ရှေ့ဆက်ဖို့တော့လိုအပ်မယ်လို့မြင်တယ်ဒါပေမဲ့လည်းကံကြမ္မာစမ်းကြယ်လေနော်ပေါင်းရင်လည်းပေါင်းရမယ်ကွဲရင်လည်းကွဲရမယ်အဲ့တော့ဗီဒီယိုဆက်ပြီးတော့ကြည့်ရအောင်ဒီဟာနဲ့ဆက်ပြီးတော့ဗီဒီယို advice လေးတွေပါထပ်ပြီးတော့ကြည့်ကြမယ်နော်ကဲအဲ့တော့ဗီဒီယိုဒါဆက်ပြီးတော့ကြည့်ကြရအောင်ဒါတော့ပေါင်းမလားကွဲမလားပေါ့နော်ဒါတော့ final outcome ပေါ့ဒီ connection ရဲ့နောက်ဆုံး decision နောက်ဆုံးဆုံးဖြတ်ချက်ပေါ့ကဲ pile 1နဲ့ pile 1% တို့ပေါင်းရမလားဒါမှမဟုတ်ရှင်သူတို့ရဲ့ final outcome ကဘယ်လိုမျိုးဖြစ်မလဲ okay the final one okay ပြီးတော့ဒီမှာနောက်ဆုံးမှာတော့ 6 of wands ရှိတယ်ပေါ့နော်အဲ့တော့ဒီနောက်ဆုံးကဟာလေးကိုပဲပြောရမယ်ဆိုရင်တော့ပေါင်းရနိုင်ခြေလေးရှိတယ်လို့တော့ပြောရမှာပဲဒါပေမဲ့ဒီကတ်တွေကိုဗီဒီယိုမကြည့်ရသေးဘူးလေနော်အဲ့တော့ဒါလေးတွေကိုကြည့်ကြရအောင် Two of Pentacles 50-50 Nine of Swords The Hierophant King of Wands The World okay အဲ့တော့ဒီ connection ကပေါင်းရနိုင်ခြေရှိပါတယ်ဒါပေမဲ့ဂယုစိုက်စရာလေးတွေလည်းရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ connection မှာနှစ်ယောက်ထဲကတစ်ယောက်ကဆရာကြီးလုပ်ချင်တယ်အထက်စီးဆန်ချင်တယ်သိရမလားတခုဆိုတခုကိုယ်စကားဆိုကိုယ်စကားဒါဆိုဒါပဲနားထောင်စေချင်တယ်ဆိုတာမျိုးတွေ့ရတယ်ကံမကောင်းတာတစ်ဖက်လူကလည်းအဲ့လိုမျိုးလိုက်ပြီးတော့ငြိမ်ခံနေမဲ့အထင်မှာမပါဘူးသူကလည်းသူမှန်တယ်ထင်တဲ့အရာအတွက်သူပြောမှာပဲအဲ့တော့တယောက်နဲ့တယောက်ကြားထဲမှာနားလည်မှုလေးယုံကြည်မှုလေးနဲ့အရင်ဆုံးတိဆောက်ဖို့တော့လိုအပ်မယ်ပေါင်းရမယ်ဆိုတာကဗီဒီယိုမှာတွေ့ရတဲ့လောက်ကတော့ဒါပေါင်းရဖို့ရခိုင်လုံးမရတယ်ဒါပေမဲ့ဒီ chapter ကြီးကလေဘယ်လိုပြောမလဲဒါရုပ်စွအဆုံးပေါ့နော်လက်ထပ်ပြီးတော့မှ divorce ဖြစ်သွားတာမျိုး living together နေပြီးတော့မှ divorce ဖြစ်သွားတာမျိုးလည်းဖြစ်နိုင်ခြေရှိတယ်အဲ့တော့လက်ထပ်တယ်ဆိုတာဒါငါတို့ညပေါင်းစည်းရပြီလို့တော့ထင်မိမှာပဲဒါပေမဲ့ divorce ဖြစ်လာမဲ့အခြေအနေမျိုးပေါ့အဲ့တော့ဒါပြောရမယ်ဆိုရှင်တော့ဒီအခြေအနေနဲ့ဆက်သွားရင်လက်ထပ်ရနိုင်တယ်ဘာလို့ဆိုတော့တယောက်နဲ့တယောက်ကချစ်လို့ chance လည်းပေးထားတယ်เนาะအဲ့ဒီအတွက်ကြောင့်မလို့လက်ထပ်ရနိုင်တယ်ဒါပေမဲ့လည်းဒီပုံစံကြီးကိုမပြင်ဘူးဆိုလို့ရှိရင်လက်ထပ်ပြီးတော့ divorce ဖြစ်ရင်ဖြစ်မဟုတ်လို့ရှိရင်စိတ်ချမ်းသာနဲ့နေရမယ့် connection မျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီမှာအထက်စီးဆန်တဲ့လူမျိုး authority ပေးချင်တဲ့လူမျိုးကိုလည်းတွေ့ထားရတယ်အဲ့ဒီလူကလည်းဒါတစ်ဖက်လူကိုနားလည်ပေးရမယ်ထက်စီးမဆန်ရအောင်ထက်စီးဆန်မှုမလို့ဘူးပေါ့နော်ပြောချင်တာကလေအဲ့တော့ဒါအထက်စီးဆန်ရမယ့် relationship မျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့တယောက်နဲ့တယောက်နားလည်မှုလေးနဲ့ပဲသွားတဲ့နယ်လို့မြင်တယ်ပေါင်းတော့ပေါင်းဖက်ရမယ်ဒါပေမဲ့ဒီပုံစံကြီးကိုပြင်နိုင်မှပဲဒါစိတ်ချမ်းသာနဲ့ပေါ့နော်တေတပံတက်တဆုံပေါင်းတင်သွားရမယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့ကန်တရားကတော့စမ်းကြဲတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဗီဒီယိုအနာဂတ်မှာဒီလိုပြဿနာတွေခဏဖြစ်တယ်ဆိုတာမျိုးတွေ့ခဲ့ရတယ်ဒါပေမဲ့လည်းအရှုံးပေးပဲနဲ့เนาะဒါတယောက်နဲ့တယောက်ဒါပေါင်းဖက်သွားတာမျိုးပေါ့ပေါင်းဖက်သွားတယ်ဆိုပေမဲ့လည်းဒီအကြောင်းအရာတွေကိုပြင်လားကိုယ့်ရဲ့အကျင့်တွေကိုပြင်လားဆိုတော့လည်း 100% ကြီးတော့မဟုတ်နေပြန်ဘူးအဲ့တော့တချို့အရာတွေကကိုကဒါလက်ခံတဲ့လက်ခံလိုက်ပေါ့နော်သူဘက်ကလည်းအတူတူပဲပေါ့လက်ခံတဲ့အရာတွေဆိုလို့ရှိရင်လက်ခံလိုက်ပေါ့ညှိနှိုင်းတဲ့အရာတွေဆိုရင်ညှိနှိုင်းလိုက်ပေါ့ပြီးတော့ဒီ connection မှာက healthy မဖြစ်တဲ့ဟာတခုရှိတယ်
ပြဿနာတွေတက်ပြီဆိုလို့ရှိရင်ဒီပြဿနာကိုပေါ့နော်တေချာမရှင်းမဲနဲ့ရွှေ့ပလိုက်တာအဲ့တော့ထားပါတော့သူကနေ့တိုင်းအပြင်နေသွားလို့စကားခဏခဏများရတယ်ကိုကသူ့ကိုပေါ့နော်စကားတွေများတယ်ထားပါတော့ပြဿနာရှာတယ်ပဲထားပါတော့နော်ကိုခံစားရတဲ့အရာကိုသူ့ကိုပြောအဲ့ဒါ तू ကပြဿနာတွေမရှာပါနဲ့လား तू ပင်ပန်းနေတာ तू ဒီအချိန်မှာစိတ်တွေအရန်ကျနေတယ်ဒီလိုပြဿနာရှာတော့ तू ဘာသွားလောက်ရမှာလဲပြဿနာကိုရွှေ့ပြလိုက်တယ်ကိုခံစားချက်တွေကိုလစ်လူရှုပလိုက်တယ်တစ်ခါနေနှစ်ခါနေသုံးခါအဲ့လိုများလာတော့အတူတူတော့ရှိတယ်ဆိုပေမဲ့ကိုယ့်ရဲ့ခံစားချက်တွေကသူနဲ့သက်ဆိုင်တယ်လို့မခံစားရတော့ဘူးဒီလားအတိတ်မှာလည်းအဲ့လိုမျိုးဖြစ်ခဲ့တယ်အဲ့တော့လေဒီပစ္စုပန်မှာ chance တစ်ခုရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အနာဂတ်မှာဒီလိုအခြေအနေမျိုးထပ်ပြီးမဖြစ်ရလေအောင်နှစ်ယောက်လုံးပြင်ပေးဖို့လိုတယ်ပြဿနာဆိုရင်တေချာနားထောင်ပေးဖို့လိုတယ်အပြစ်တင်တာနဲ့ထောက်ပြတာနဲ့ကွာတယ်ဆိုတာနှစ်ယောက်လုံးအနေနဲ့သိဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်ဆိုတော့ဒါလေးကတော့ reading လေးပါအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုနောက်နေ့ reading လေးတွေမှာပြန်ပြီးတော့တွေ့ပါမယ်ရှင့်တတားအကယ်၍ကိုကဒါလေးကိုရွေးထားတယ်ကိုရွေးထားတဲ့ file number လေးက file 2ဆိုလို့ရှိရင်ဒါက file 2ရဲ့ personal file 2နဲ့ပေါင်းဖက်ရမလားဒါမှမဟုတ်လို့ရှိရင်တခြားသောအခြေအနေမျိုးနဲ့ outcome လေးဖြစ်လာမလားဆိုတာကိုပြပေးမယ် pick up by reading လေးပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒီနေ့ reading လေးမှာ vi ကအပိုင်းလေးနှစ်ပိုင်းအနေနဲ့သွားမယ်ပေါ့နော်ဘာလဲဆိုတော့ပထမဦးဆုံးဒီ connection ရဲ့အတိတ်ပစ္စုပန်နဲ့အနာဂတ်ကို VG ပေးပါမယ်အဲ့ဒါပြီးသွားရင်တော့ဒီဆက်ဆံရေးကပေါင်းရမှာလားဒါမှမဟုတ်လို့ရှင်တခြားဘယ်လို outcome မျိုးဖြစ်လာနိုင်လဲဆိုတာနဲ့ပေါင်းပြီးတော့ advice လေးကိုထပ်ပြီးတော့ကြည့်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီကက်ကလေးတွေကတော့ဒါဒီ reading တစ်ခုလုံးကိုပေါ့နော် sorry ပါဆိုင်ငယ်ကအဲ့လိုအကျန်းပရမောင်းကြတယ်ဒီလမ်းသားလေးကလူတွေကလေအဲ့တော့ဒီ oracle ကက်ကလေးတွေကတော့ဒီ reading တစ်ခုလုံးကိုပေါ့နော်overall အနေနဲ့သူကဒါ control အနေနဲ့ကြည့်ပေးထားမဲ့ကက်ကလေးတွေဖြစ်ပါတယ် advice တို့ပြောရင်လည်းမှားမယ်မထင်ပါဘူးအဲ့တော့ဗီဒီယိုကက်ကလေးတွေကိုစပြီးတော့ကြည့်ကြရအောင် gambling problem with addiction or gambling bad finances okay အဲ့တော့နှစ်ယောက်ထဲကတစ်ယောက်ကတော့ငွေအရန်သုံးတယ်เนาะပြီးတော့ဒီငွေနဲ့ပတ်သက်ပြီးတော့စီးမရှိဘူးเนาะငွေကြေးနဲ့ပတ်သက်ပြီးတော့ရုန်းကန်နေရတယ်เนาะပြီးတော့လောင်းကစားတွေလုပ်တယ်ပြီးတော့ဒီငွေတွေဖြတ်နေဘူးပေါ့နော် games တွေပြီးတော့တခြားအရာတွေမှာသုံးလေးရှိတယ် move on okay ဆိုတော့ဒါကတော့တော်တော်လေး clear ဖြစ်တဲ့ answer တစ်ခုလို့ပြောလို့ရတယ်ဒါပေမဲ့ဒါ oracle ဖြစ်တဲ့အတွက်ကြောင့်မို့ video tarot နဲ့ in depth လေးကိုထပ်ပြီးသွားပါမယ်เนาะနောက်တစ်ခုကတော့ the snake တတရားလူရှိနေတာမျိုးเนาะဒီ connection မှာဖုံးကွယ်ထားတာတွေရှိနေတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ် only time will tell အဲ့တော့ဒါတွေကိုအခုချိန်မှာတော့သိချင်မှသိရမယ်ဒါပေမဲ့အချိန်ကပြသွားလိမ့်မယ်နောက်ဆုံးအနေနဲ့ deep in your heart you already know the answer do what feels right ဘယ်ဟာကမှန်လဲဘယ်ဟာမှားလဲဘာလို့တင်လဲဆိုတာကိုမစိတ်ထဲမှာသိချသိပြီးသားဖြစ်တယ်အဲ့တော့ကိုကမှန်တယ်တဲ့အရာကိုလုပ်ပါတယ်အဲ့တော့ဒါ oracle ကလေးတွေကပြောထားတဲ့ message ပါအဲ့တော့ဒီ message ကိုဗီဒီယိုခဏလောက်ထားပြီးတော့ဒီ connection ရဲ့အတိတ်ပစ္စုပန်နဲ့အနာဂတ်ကိုတစ်ချက်လောက်သွားကြည့်ရအောင်ပါpile 2နဲ့ pile 2% ရဲ့ဒီဆက်ဆံရေးပေါ့နော်ဆက်ဆံရေးရဲ့အတိတ်အဲ့တော့ဒီအတိတ်ဆိုတာကသူ့ရဲ့အတိတ်လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့အတိတ်လည်းဖြစ်နိုင်တယ် energy တွေလည်းဖြစ်နိုင်တယ်ပြီးတော့ဒီဆက်ဆံရေးရဲ့ပုံစံလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့အများကြီးပါပဲအဲ့ဒီအများကြီးကိုဗီတက်နိုင်တဲ့လောက်လေးတေချာလေးပြသွားပါမယ်အဲ့တော့ပထမဦးဆုံးဗီဒီယိုအတိတ်ကိုပါကြည့်ပါမယ်ကဲ pile 2နဲ့ pile 2% ရဲ့အတိတ်ဒီဗီဒီယိုပစ္စုပန်ကိုထပ်ပြီးသွားပါမယ်pile 2နဲ့ pile 2% ရဲ့ပစ္စုပန်အခြေအနေတစ်ခုနောက်ထပ်တစ်ကက်ထပ်သွားပါမယ်ဗီဒီယိုနှစ်ခုကဲအဲ့တော့ဗီဒီယိုဒါပစ္စုပန်ပြီးသွားပြီပေါ့နော်အတိတ်ရဲ့ပစ္စုပန်ရဲ့ပြီးဆိုတော့ဗီဒီယိုအနာဂတ်ကိုဆက်ပြီးတော့သွားကြည့်ရအောင် pile 2နဲ့ pile 2% ရဲ့အနာဂတ်
ကဘာဆက်ဖြစ်မလဲပေါ့နော် sorry okay ကဲအဲ့တော့ file 2နဲ့ file 2% ရဲ့အနာဂတ်ကိုသွားပါမယ် okay ခဏလေးပါနော်စောစောပြီးအတန်လေးတစ်ခုကြာလိုက်လို့အဲ့ဒါလေးတစ်ချက်ပြင်ချင်လို့ပါကဲအဲ့တော့ဗီဒီယိုဒါတက်ကလေးတွေဆွဲပြီးသွားပြီဆိုတော့ဒါတွေကိုခဏဖယ်ပြီးတော့ဗီဒီယိုအတိတ်ကိုသွားပါမယ်ကဲအဲ့တော့အတိတ်မှာဘာတွေရှိခဲ့လဲဆိုတော့ the rose ceremony which is judgment လို့ပြောလို့ရမယ်နောက်တစ်ခုကတော့ ten of wands shoulder to cry on sorry ပါနော်စောစောဗီဒါဖုန်းခေါ်လေးလာတဲ့အခါကျတော့လေဖုန်းခေါ်လေးနဲ့ပြတ်သွားတော့စကားစလေးပြတ်သွားတယ်လို့ဖြစ်သွားတာရှင့်ကဲတော့ဗီဒီယိုအတိတ်ကိုသွားကြရအောင်အတိတ်ဆိုလို့ရှိရင်ဒီမှာတစ်ယောက်နဲ့တစ်ယောက်ပြီးတော့ဒီဆက်ဆံရေးအပြင်ဒါနှစ်ယောက်လုံးရဲ့ personal ဘဝမှာဆိုလို့ရှိရင်ယူထားရတဲ့တာဝန်တွေများတယ်အိမ်အတွက်ယူရတဲ့တာဝန်ကိုယူရတဲ့တာဝန်ပြီးတော့တဲ့အခါကျတော့ကြေကွဲဝမ်းနည်းရတဲ့ခံစားချက်တွေပင်ပန်းခဲ့တဲ့ခံစားချက်တွေအဲ့ဒါတွေကိုပေါ့နော်တယောက်နဲ့တယောက်နှစ်သိမ့်ပြီးတော့တယောက်နဲ့တယောက်ခရူးဆိုင်ပြီးတော့နေခဲ့ကြတဲ့ connection မျိုးပါဒါပေမဲ့လည်းဒါအတိတ်ကကြုံခဲ့တဲ့အရာတွေပေါ့နော်သက်ဆိုင်ကြီးဖြစ်စေမသက်ဆိုင်ကြီးဖြစ်စေသူ့ကြောင့်ကြုံခဲ့ရတဲ့ပင်ပန်းမှုတွေဖြစ်စေသူ့ကြောင့်မဟုတ်ဘဲနဲ့တခြားလူကြောင့်ကြုံခဲ့ရတဲ့ပင်ပန်းမှုတွေဖြစ်စေဒါတွေကပြဿနာဖြစ်တဲ့အခါမှာပါလာတတ်တယ်ပေါ့နော်အဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးတော့စကားများရတာမျိုးရှိတယ်ပြီးတော့နှစ်ယောက်လုံးကစောစောကပြောခဲ့သလိုတာဝန်တွေအများများတယ်ယူထားရတဲ့တာဝန်တွေပြီးတော့စဉ်းစားရမယ့်အနာဂတ်တွေအတွက်လည်းအများကြီးရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြဿနာတွေတက်တဲ့အခါကျလို့ရှိရင်ဒါဒီပင်ပန်းတာတွေနဲ့စုပြုံပြီးတော့တက်ရတဲ့အခါကျပြဿနာတစ်ခုခုဆိုအကြီးကြီးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ကချစ်တယ်အချစ်စစ်နဲ့လည်းချစ်ကြတယ်ဒါပေမဲ့လည်းဒီလိုမျိုးရှောင်လွဲလို့မရတဲ့ပြဿနာတွေကိုယ့်ရဲ့လောကဓာတ်ရိုက်ချက်တွေကြောင့်ဒီဆက်ဆံရေးလေးကပြိုကွဲခါစားလေးလိုမျိုးခံစားရတယ်။နောက်တစ်ခါတလေကြောက်လို့ရှိရင်အရင်လိုပဲပြန်ပြီးဖြစ်တော့မှာလား။အရင်လိုပဲထပ်ပြီးတော့ခံစားရအောင်မှာလားဆိုတော့ကြောက်စိတ်ကလေးတွေကဝင်လာတာမျိုးတွေ့ရပါတယ်။အဲ့တော့ဒါကတော့ဒါအတိတ်ပေါ့နော်။အဲ့တော့အတိတ်ကနေပြီးတော့ပစ္စုပန်ကိုဘယ်လိုမျိုးများဖြတ်တန်းလာမလဲ။အခုပစ္စုပန်မှာဘယ်လိုမျိုးများဖြစ်နေပြီလဲဆိုတာကိုကြည့်ပါမယ်။ Ace of Pentacles Six of Wands okay အဲ့တော့အခုလက်ရှိပစ္စုပန်မှာကတော့နှစ်ယောက်လုံးအနေနဲ့ပေါ့နော်ဒါတချို့ညှိမရတဲ့ကိစ္စတွေကလွဲလို့ဒီနှစ်ယောက်ကြားရဲ့ကိစ္စလေးတွေနှစ်ယောက်ကြားတွေကဒါချစ်ချင်းမြတ်တာလေးဟာဆိုရင်တော့အခုချိန်ထိခိုင်မြဲနေတယ်ညှိလို့မရတဲ့ကိစ္စတွေကတော့စောစောကပြောသလိုပေါ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအချိန်မပေးတာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေတယောက်နဲ့တယောက်ချစ်လားဆိုတော့ချစ်တယ်အတိုင်ဖောက်လည်းညီးတယ်အတူတူရှိတဲ့အခါကျရင်ဘာဆိုရင်ဘယ်သွားမယ်နော်ဘာလုပ်ကြမယ်တေချာလေးတွေ plan ကြတယ်အတူတူရှိတဲ့အခါကျရင်အရင်အဆင်ပြေဒါပေမဲ့တယောက်နဲ့တယောက်ဝေးသွားတဲ့အခါကျရင်ပြဿနာတွေများလာကြတယ်ငကိုတွေကတာဝန်တွေများတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပြဿနာလေးသေးသေးလေးတစ်ခုထားဖြစ်လိုက်တာနဲ့တယောက်ပေါ်တယောက်ကိုပောက်ကွဲလွယ်နေကြတယ်အဲ့တော့ဒီအတိတ်ကပုံစံนี้ပစ္စုပန်မှာဆက်ပြီးတော့ဖြစ်နေသေးပဲဒါပေမဲ့နည်းနည်းချင်းစီရောကျလာတယ်ပြီးတော့ပို့ပြီးတော့လည်းရင်းကျက်လာတယ်လို့ပဲပြောရမလားပေါ့နော်ပြဿနာတွေဖြစ်တာနည်းနည်းလေးတွေရှားလာတယ်စိတ်လာနည်းနည်းလေးတွေလျှော့လာတယ်ပေါ့နော်အဲ့ဒါကဘာလို့လဲဆိုတော့ရင်းကျက်လာတာကြောင့်လည်းပါမယ်ပြီးတော့တဲ့အခါကျတော့ဒီတချို့ကိစ္စတွေပေါ့ personal ကိစ္စတွေပါပတ်စံသုံးတဲ့ကိစ္စတွေเนาะပတ်စံနဲ့ပတ်သက်တာတွေအလုံးနဲ့ပတ်သက်တာတွေအဲ့ဒါတွေမှာဝင်ပြီးတော့မပါတော့လို့လည်းဖြစ်ကောင်းဖြစ်မယ်အဲ့တော့လူမှုရေးကိစ္စတွေတငယ်ချင်းတွေကဒါပြောလို့တငယ်ချင်းတွေနဲ့ထားပါတော့အမြင်နဲ့မဲ့အချိန်ကုန်နေလို့အရင်ကဆိုရင်ကိုကဒါတစ်ချက်ပြောနေရနေပြီးတော့ဒီနောက်ပိုင်းကျတော့အော်ထားလိုက်ပါတော့လေဆိုပြီးတော့နားလည်မှုနဲ့ပဲဖြစ်စေဥပိ္ပခာနဲ့ပဲဖြစ်စေခဏလောက်ဒီလိုမျိုးအဝေးကိုထားလိုက်တဲ့အခါကျတော့ဒီပြဿနာမရှိတော့ဘူးပေါ့လေအဲ့တော့ဒါအခုလက်ရှိပစ္စုပန်မှာ connection ကအပေါ်ယံလေးကြည့်မယ်ဆိုရင်တော့ဒါနားလည်မှုလေးနဲ့အဆင်ပြေနဲ့ရှင်းဆက်သွားတယ်လို့ထင်ရပေမဲ့တကယ်နည်းနည်းရှင်းကြည့်လိုက်မယ်ဆိုရင်တော့တယောက်နဲ့တယောက်ဒါဘဝအတွက်ပေါင်းဖက်ဖို့ဆိုလို့ရှိရင်အများကြီးညှိယူရမယ့်အရာတွေရှိနေသေးတယ်အများကြီးပြောရမယ်အများကြီးခံစားရမယ်ဆိုတဲ့အရာတွေရှိနေသေးတာကိုသူရောကိုရောနှစ်ယောက်လုံးသိထားကြတယ်လို့မြင်ပါတယ်အဲ့တော့ဒီလက်ရှိပစ္စုပန်မှာကတော့ဘယ်လိုပြောမလဲ
တယောက်နဲ့တယောက်နားလည်မှုရှိတယ်လို့ပဲပြောရမလားဆက်ဆံရေးကအရင်ကထက်အေးဆက်သွားတယ်လို့ပဲပြောရမလားဆိုတာမျိုးမသိနေတဲ့အနေအထားမျိုးမှာရှိနေတယ်ပေါ့နော်အဲ့တော့ဗီဒီယိုအနာဂတ်ကိုသွားပါမယ်အနာဂတ်မှာကတော့ the cliffhanger to be continued သိကြတာကတော့ဒါမပြတ်သေးဘူးပြက်လူစဲစဲမှာလဲဘယ်လိုပြောမလဲပြန်ပြီးတွဲကြရအောင်လေအတူတူရှိကြရအောင်လေเนาะအရင်ကရှိခဲ့တဲ့အချိန်တွေကိုထောက်ပါအောင်အမတ်တရားတွေကိုထောက်ပါအောင်စသဖြင့်ကြောင့်အနာဂတ်မှာဆက်ပြီးရှိနေဖြစ်မယ် the moon ဟုတ်တယ်အဲ့တော့အနာဂတ်မှာလည်းဒီပစ္စုပန်ကလိုပဲနားလည်မှုသို့မဟုတ်ဥပိ္ပခာเนาะအဲ့ဒီဟာနဲ့ပဲဆက်ပြီးတော့ရှေ့ဆက်သွားဖြစ်နေတာမျိုးတွေ့ရတယ်အဲ့တော့တယောက်နဲ့တယောက်ကချစ်တယ်ဒါပေမဲ့ဘဝအတွက်ပေါင်းဖက်ဖို့ကတော့နှစ်ယောက်လုံးအများကြီးလိုသေးတယ်ဆိုတာကိုသူရောကိုရောသိချတယ်အဲ့လိုမျိုးသိတယ်ဆိုပေမဲ့ပြုပြင်ဖို့เนาะဒီထိန်းချောင်းမှုအတွက်ကိုအရင်ကပြောခဲ့ပြီးပြီဒါပေမဲ့ပြောလို့အဆင်မပြေတော့လို့ဒီတိုင်းထားလိုက်တာအကယ်၍များလက်ထပ်ဖို့အတွက်အချိန်ရောက်လာတယ်ဆိုရင်တော့เนาะအဲ့ဒီအချိန်အထိမြဲနေသေးတယ်ဆိုရင်တော့ဒါတွေကိုညှိရမယ်အကယ်၍မညှိနိုင်ဘူးဆိုရင်တော့လက်ထပ်မယ်ဆိုရင်တော့မှဆွန့်လို့မှရမယ်ဆိုပြီးတော့နှစ်ယောက်လုံးကစိတ်ထဲမှာတွေးထားကြတာမျိုးတွေ့ရပါတယ်အနာဂတ်မှာလည်းဒီလိုအခြေအနေမျိုးလေးနဲ့ပဲရှေ့ဆက်ပြီးတော့သွားဖြစ်နေမယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့အမှတ်တရတွေเนาะတယောက်နဲ့တယောက်ဒါချစ်စရာကောင်းတဲ့အခိုက်အတန့်တွေအများကြီးဖန်တီးဖြစ်မယ်ဒါပေမဲ့ဒါအပေါ်ရအနေထားပဲရှိအောင်မယ်လူတယောက်နဲ့တယောက်ပေါင်းဖက်နိုင်ဖို့ဆိုတာကအများကြီးလိုအပ်တဲ့အရာပါအဲ့တော့ဒါတွေကိုညှိနှိုင်းဖို့အတွက်ကတော့ရင်လဲအနာခံရမယ်ငိုလဲငိုနိုင်ရမယ်သူများအပူเนาะသူများသားသမီးကိစ္စကိုကိစ္စသူများသားသမီးရဲ့အကျင့်ကိုပြင်ပေးရမယ်ဟာအမေကြီးတယောက်လိုအဖေကြီးတယောက်လိုเนาะဘေးကနေပြီးတော့ကိုလိုချင်တဲ့လူတယောက်ဖြစ်လာအောင်လို့ဒါအများကြီးတယောက်နဲ့တယောက်ထိန်းချောင်းရမယ်เนาะပြောဆိုရမယ်အဲ့လိုမျိုးတွေပေါ့အဲ့တော့ file 2နဲ့ file 2 present ကကြတော့ဒီအတိတ်မှာပြောခဲ့တယ်လို့ပဲတာဝန်တွေအများများတဲ့လူတွေเนาะတာဝန်ယူထားရတာတွေရှိတယ်စ조사နေရတာတွေရှိတယ်ပင်ပန်းနေရတာတွေရှိတယ်အဲ့တော့ဒါတွေနဲ့ထပ်ပေါင်းပြီးတော့သူများသားသမီးအပူတွေကိုထပ်ပြီးမယူနိုင်တော့ဘူးယူရင်လည်းပြဿနာပဲဖြစ်နေတာဆိုတော့မယူချင်တော့ဘူးမယူနိုင်တော့ဘူးဆိုတာမျိုးဖြစ်လာတာပေါ့လေအဲ့တော့ဒါလည်းနားလည်နိုင်ပါတယ်အဲ့တော့ဗီဒီယိုဒီ connection လေးဒါပေါင်းရမလားဒါမှမဟုတ်လို့ရှိရင်ဘယ်လိုမျိုး outcome မျိုးဖြစ်နိုင်မလဲဆိုတာကိုကြည့်ကြပါမယ် Three of Swords Ace of Swords The Sun, Two of Swords, Final card, The Fool. Okay. အဲ့တော့ဒီ connection ကတော့ဒါကနောက်ဆုံးမှာ The Hermit ပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ connection ကပေါင်းရဖို့အတွက်ရာခိုင်နှုန်းနည်းတယ်ဒါပေမဲ့ထူးဆန်းတာကဘာလဲဆိုတော့အဲ့လိုမျိုးပြက်ဆဲသွားတဲ့အခါမှာလေမျက်ရည်တစ်စက်တောင်မထွက်တော့တာမျိုးပေါ့နော်ဝမ်းမနေတော့ဘူးသိလားတတိရတယ်စိတ်ထဲမှာမကောင်းဘူးဒါပေမဲ့ဝမ်းမနေတော့ဘူးနှစ်ယောက်ကြားထဲမှာရှိတဲ့အမှတ်တရတွေကိုတွေးပြီးတော့ဒါဝမ်းနေမိရဒါပေမဲ့လေဒီ connection ကိုပြက်ဆဲခဲ့တာဒီနှစ်ဦးသဘောတူဖြစ်တယ်เนาะဥပမာထားပါတော့သူ့ဘက်ကပြက်မယ်ပြောကိုယ့်ဘက်ကအတင်းလိုက်ဆွဲပေမဲ့ပြက်သွားခဲ့တဲ့အခြေအနေမျိုးမဟုတ်တယ်လို့ကိုယ့်ဘက်ကပြက်မယ်ပြောလို့သူ့ဘက်ကအတင်းလိုက်ဆွဲတယ်ဒါပေမဲ့ကိုကလက်မခံလို့ပြက်သွားခဲ့တဲ့အခြေအနေမျိုးမဟုတ်ဘူးကိုကပြက်မယ်ဆိုရင်သူကလည်းโอเคသူ့ဘက်ကပြက်မယ်ဆိုရင်ကိုယ့်ဘက်ကလည်းโอเคပြက်ကြမယ်လေဆိုပြီးတော့ပြီးသွားတဲ့အခြေအနေမျိုးသွေးအေးနဲ့ပြီးသွားတယ်ပေါ့နော်အဲ့တော့အတိတ်နဲ့ပြစ္ဆုတ်ပံနဲ့အနာဂတ်နဲ့ဒီအဖြေနဲ့ကိုဆက်လိုက်မယ်ဆိုလို့ရှိရင်ဒီအနာဂတ်မှာလည်းနော်ဒီလိုမျိုးနားလည်မှုဒါမှမဟုတ်ဥပိ္ပခာဆိုတဲ့အနေအထားမျိုးနဲ့သွားရင်းနဲ့တစ်ဖက်ကအစပိုင်းမှာတော့ချစ်လို့ဂယုစိုက်ပေးရနေပြီးတော့နောက်ပိုင်းကျတော့ပင်ပန်းလာလို့ဂယုစိုက်ပေးတာကိုမမြင်လို့တန်ဖိုးကိုမမြင်လို့ဆိုပြီးတော့ဥပိ္ပခာပြုလိုက်တယ်အဲ့ဒီဥပိ္ပခာတွေကနေတစ်စစ်တန်ရောစင်ဆိုတာပြတ်တောက်သွားတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးဖြစ်သွားပါတယ်
အဲ့တော့နှစ်ယောက်ထဲကတစ်ယောက်ကတော့ကြောင်တောင်နဲ့ငါဘာများလုပ်ခဲ့မိလို့လဲငါဘာများမှားခဲ့မိလို့လဲငါ့ကိုဘာလို့ဘလိုင်းအဆက်အသွယ်ဖြစ်သွားရတာလဲဆိုပြီးတော့တွေးနေမိတာမျိုးတွေရှိလိမ့်မယ်အဲ့တော့ဒီ connection ရဲ့အဆုံးသတ်ကတော့ပေါင်းရဖို့အတွက်ကမပါဘူးဒါပေမဲ့အခုချိန်မှာone day ကone day လိမ့်မယ်ဒါပေမဲ့တကယ်ဒီအခိုက်အတန့်ကိုရောက်လာတဲ့အခါမှာလွတ်လပ်သွားသလိုမျိုးเนาะစိတ်ထဲမှာပေါ့ပါသွားသလိုမျိုးခံစားရတဲ့ခံစားချက်မျိုးရှိလာပါလိမ့်မယ်။အော်ငါအစအနေပြန်စားလို့ရပြီပဲ။ငါအစအနေပြီးတော့ငါပုံစံကပြန်ပြီးတော့ရှာဖွေလို့ရပြီပဲဆိုတဲ့အတွေးနဲ့ပျော်ရွှင်ရပါလိမ့်မယ်။အဲ့တော့ဒီ connection ဒီအခုချိန်မှာတော့ဒါမကောင်းတဲ့ result လိုမျိုးခံစားကောင်းခံစားရနိုင်ပေမဲ့တကယ်ကြုံလာတဲ့အခါမှာတော့ကိုယ့်အတွက်ဒါအနှစ်အလားကဆူတောင်းခဲ့တဲ့ဆူတောင်းရင်တစ်ခုပြေဝသွားသလိုမျိုးခံစားချက်ဖြစ်သွားပါလိမ့်မယ်။ဝစ်ကျွတ်သွားသလိုမျိုးပေါ့နော်။ဆိုတော့ဒါလေးကတော့ reading လေးပါနားမလည်တာရှင်နေ sorry ပါဒါလေးကတော့ reading လေးပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်နေ့ reading လေးမှာဗီဒီယိုပြန်ပြီးတော့တွေ့ပါမယ်ရှင်။တတားမင်္ဂလာပါရှင်အကယ်၍ကိုကဒီကမာခွန်ကလေးကိုရွေးခဲ့တယ်ကိုရွေးထားတဲ့ file နံပါတ်လေးကလည်း file 3ဆိုလို့ရှိရင်ဒါကကိုရဲ့ဒါတစ်ဖက်လူနဲ့ပေါင်းရမလားဒါမှမဟုတ်လို့ရှိရင်꿰ရမလားဆိုတဲ့ reading လေးရဲ့အဖြေပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒီနေ့ reading လေးမှာတော့ via ဒီ connection ပေါ့နော်ဒီဆက်ဆံရေးရဲ့အတိတ်ပစ္စုပန်နဲ့အနာဂတ်ကိုကြည့်ပေးမယ်ပြီးသွားရင်တော့ဒီဆက်ဆံရေးကပေါင်းရမှာလားဒါမှမဟုတ်လို့ရှိရင်꿰ရမှာလားဆိုတာနဲ့ advice လေးပေါ့နော်အဲ့ဒါလေးကို video တစ်ခါတည်းကြည့်ပေးမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ oracle ကလေးတွေကတော့ဒီ reading တစ်ခုလုံးကို support လုပ်ပေးမဲ့ထောက်တိုင်ကလေးတွေဖြစ်ပါတယ်ပြီးတော့ဒီကလေးပေါ့နော်ဒီကလေးကပြီးဒါ file 1နဲ့ file 2မှာကတကက်စီပဲကြာခဲ့အခု file 3မှာကဆွဲလိုက်တာနှစ်ကပ်ပါလာတော့နှစ်ကပ်လုံးပဲဆွဲထားတယ်ဒီအနေနဲ့ဒါ answer တွေကိုတော့မကြည့်ရသေးဘူးပေါ့နော်အဲ့တော့ video reading လေးစပါမယ်ပထမဦးဆုံးအနေနဲ့ no it is not the right time ဒါကတော့ clearly เนาะရှင်းရှင်းလင်းလင်းဒါ right time မဟုတ်သေးဘူးဆိုတာမျိုး give it time အချိန်ပေးလိုက်အောင်အဲ့တော့ဒါကပေါင်းဖက်ဖို့ဒါမှမဟုတ်လို့ရှိရင် no contact ကနေပြီးတော့ contact ပြန်ဖြစ်ဖို့ reunion ပြန်ဖြစ်ဖို့အတွက်အချိန်ပေးလိုက်အောင်ဆိုတာမျိုးပေါ့နော်အခုအချိန်မှာတော့ဒါကြီးကအချိန်ကောင်းမဟုတ်သေးဘူးเนาะသူ့ကိုသွားပြီးပြန်ဆက်သွယ်ဖို့သူနဲ့ဒီဘဝအကြောင်းတွေတိုင်းပဲမို့အချိန်ကောင်းမဟုတ်သေးဘူးအချိန်ခဏပေးလိုက်အောင်ဆိုတာမျိုးပေါ့နောက်တစ်ခုကတော့ the butterfly အဲ့တော့တေးကြတာကတော့ဒီ connection ဒီ relationship မှာပြောင်းလဲမှုလေးတွေကြုံတွေ့နေရပြီเนาะအပြောင်းလဲလေးတွေရှိနေပြီဆိုတာတွေ့ရတယ်ပြီးတော့ soulmate okay soulmate card ကလေးကဒီ pick up ပိုင်းလေးမှာမကြတာတော်တော်လေးကြပြီပေါ့နော်ဟောဒီမှာလဲ soulmate okay soulmate connection အရင် strong ဖြစ်တယ်နော်ဒီ oracle ကနဲ့ကြည့်လိုက်ရင်ပဲလေနောက်တစ်ခုက life is a series of constantly shifting cycles while we resist change we resist the natural flow of life and create unnecessary stress go with the flow you will be surprised where it leads okay အဲ့တော့ဒါပြောထားတာက flow လေးနဲ့ပဲသွားเนาะအေးစစ်စစ်လေးပဲ slow go လေးပဲသွားเนาะအဲ့လိုမျိုးလေးပြောထားတာအဲ့တော့ဒါကတော့ overall ပဲရှိသေးတယ်ပြီးတော့ဒီအဖြေလေးတွေကိုသိချမသိရသေးဘူးအဲ့တော့ပစ္စုပန်အတိတ်ပစ္စုပန်နဲ့အနာဂတ်ကိုဗီဒီယိုကြည့်ပါမယ် Okay so pile 3နဲ့ okay အတိတ်တော့ကတ်တရားဗီဒီယိုကြာလာပြီပေါ့နော်အဲ့တော့ပစ္စုပန်ကိုဗီဒီယိုထပ်ပြီးတော့သွားပါမယ်နောက်ကအတန်ဆူနေရပြီတကယ်အားနာပါတယ်เนาะအိမ်မှာဒါဟိုကြောက်တွေဖြတ်နေကြတော့လေအဲ့ပါလေကြောက်မဟုတ်ပါဘူးကြွေပြားတွေဖြတ်နေကြတော့အဲ့အတန်နေရှိနေတာရှင်တောင်းပန်ပါတယ်เนาะအဲ့တော့ပစ္စုပန်ကိုဆက်ပြီးတော့သွားပါမယ်ပစ္စုပန် file 3နဲ့သူ့ person ရဲ့ပစ္စုပန် okay ပြီးရင် file 3နဲ့သူ့ရဲ့ဒီ person ရဲ့အနာဂတ်ပေါ့နော်ပြီးတော့အနာဂတ်ကိုသွားပါမယ် okay ဒီမှာတစ်ခါတွေ့ပါတယ်နှောင်းလိုက်မယ်ကဲအဲ့တော့အနာဂတ်အတွက်နောက်တစ်ခါကိုဗီဒီယိုထပ်ပြီးတော့ရှာကြပါမယ် okay ကဲအဲ့တော့ဗီဒီယိုပစ္စုပန်နဲ့အနာဂတ်ကိုခဏဖယ်ပြီးတော့အတိတ်ကိုသွားကြည့်ရအောင် Knight of Cups the hopeless romantic အရန်ချစ်ပေးတဲ့အရန်
you site ပေးတဲ့ connection မျိုးပေါ့နော်ကိုကလည်းသူ့ရဲ့ love language ကိုသိတယ်သူကလည်းကိုယ့်ရဲ့ love language ကိုသိတယ်တယောက်နဲ့တယောက်ဒါအပြန်အလှန်ချစ်ချင်းမြတ်တာကိုဘယ်လိုမျိုးပေးရမလဲဘယ်လိုမျိုးချစ်ပေးရမလဲဆိုတာကိုသိတဲ့ relationship ပါနောက်တစ်ခုကတော့ eight of cups self elimination အဲ့တော့ဒါကလေဘယ်လိုမျိုးတော့ဆိုတော့သူနဲ့တွေ့တော့မှချစ်တက်လာတာမျိုးမဟုတ်ကိုယ်တိုင်လည်းကိုသိတယ်ပေါ့နော်သူနဲ့မတွေ့ခင်မှာနွားကြခံရတဲ့ relationship မျိုးရှိခဲ့လိမ့်မယ်ချစ်ဦးဆိုရင်ခဏပဲအရင် relationship ရှိမယ်ဆိုရင်ကိုယ့်ဘက်ကလည်းနွားကြခံရတဲ့ relationship မျိုးเนาะဒါမှမဟုတ် situationship မျိုးတစ်ခုခုပေါ့ crush ဖြစ်ပါဖြစ်ရှိခဲ့လိမ့်မယ်အဲ့ဒါပြီးတော့မှသူနဲ့တွေ့တာမျိုးပြီးတော့ဒီ relationship ရဲ့အခြေအနေကဘယ်လိုမျိုးဆိုတော့အတိတ်ကပေါ့နော်တယောက်နဲ့တယောက်ရဲ့မိခိုအားကိုးရာကဒါပဲရှိတယ်ကို့မှာလည်းမိခိုစရာဆိုသူပဲရှိတယ်သူ့မှာလည်းမိခိုစရာဆိုလို့ကိုပဲရှိတယ်စိတ်ပိုင်းဆိုင်ရာကိုပြောတာเนาะမေတ္တာပေးတာသူပဲရှိတယ်ကို့စီကနေမေတ္တာရတာလည်းသူပဲရှိတယ်သူပဲကိုတယောက်ထဲစီကနေမေတ္တာရတာအဲ့တော့လိုအပ်တဲ့ချစ်ချင်းမေတ္တာမျိုးပေါ့เนาะအဲ့တော့ချစ်ချင်းမေတ္တာမျိုးတွေတယောက်နဲ့တယောက်မှန်ကန်စွာပေးနိုင်တယ်ဒါပေမဲ့တခါတလေကြားလို့ရှိရင်ပေါ့နော်ဒီချစ်ချင်းမေတ္တာနဲ့များထိုက်တန်ရဲ့လားငါများဘယ်လိုပြောမလဲမထိုက်တန်မဲနဲ့ငါအခွင့်ကောင်းယူနေတယ်လို့များဖြစ်နေပြီလားဆိုပြီးတွေးမိတဲ့အခိုက်အတန့်တွေလည်းရှိတယ်သူချစ်ပေးတာနဲ့ငါနဲ့မတန်ပါဘူးလေဆိုပြီးတော့တွေးမိတာမျိုးတွေပေါ့အဲ့လိုအခြေအနေမျိုးတွေလည်းဒါဖျက်ကျော်ခဲ့ရပြီးပြီအဲ့တော့ပစ္စုပန်မှာဘာတွေဖြစ်မလဲဆိုတာကိုခဏလောက်ကြည့်အောင်ဒါအတိတ်မှာတယောက်နဲ့တယောက်ကတော်တော်လေးချစ်တယ်ဆိုတာကိုမြင်ပြီးသွားပြီပေါ့နော်အဲ့တော့ပစ္စုပန်ကိုသွားကြည့်အောင်ပစ္စုပန်ကိုအရင်စိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့ the butterfly ရောဒီ oracle ကတ်တွေရောအရာဒီ oracle ကတ်တွေအကုန်လုံးအရာပစ္စုပန်တစ်ခုခုတော့တစ်ခုခုပဲပေါ့နော် three of pentacles queen of cups okay အဲ့တော့ဒီပစ္စုပန်မှာကတော့ဒီဘယ်လိုမျိုးတွေ့ရလဲဆိုတဲ့အခါကျတော့relationship ကပေါ့နော်ချစ်ပေးတဲ့ပုံစံလေးတွေပြောင်းလဲလာတယ်အရင်တုန်းကဒါအတိတ်တုန်းကချစ်တဲ့ပုံစံကိုသူ့ကိုချစ်တယ်ဆိုရင်သူလိုချင်တဲ့ဟာတွေဝယ်ပေးတယ်เนาะအန်းနေပေါ့ကွယ်အခုတကယ်လက်ရှိပြစ္ဆုတ်ပံမှာတော့ကိုကသူ့ကိုချစ်တဲ့အတွက်ကြောင့်လို့သူ့ဘဝတိုးတက်အောင်လို့ advice တွေပေးတယ်သူ့ကိုဆွဲခေါ်ပေးတယ်ချစ်ချင်းမြတ်တာအတူတူပဲဒါပေမဲ့ချစ်ပေးတဲ့ပုံစံချင်းကွာသွားတယ်အဲ့တော့ဒါဒီအခုလက်ရှိပစ္စုပန်ရဲ့အခြေအနေပေါ့နော်သူလည်းတူတူပဲကိုလည်းတူတူပဲနှစ်ယောက်လုံးဒီဒါပြောင်းလဲနေကြတယ်တယောက်နဲ့တယောက်ပုံစံကလေးတွေပြောင်းလဲနေကြအဲ့တော့တခါတလေကြားလို့ရှိရင်ဒီပုံစံနဲ့အသားမကျသေးတဲ့အတွက်ကြောင့်မလို့လေပြဿနာလေးတွေဖြစ်လာတဲ့စောစောကပြောသလိုပေါ့ကိုကသူ့ကိုချစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဆွဲခေါ်ပေးခြင်းတယ်ဒါပေမဲ့သူကစိတ်ပင်ပန်းနေတဲ့အခါနဲ့တွေ့လို့ရှင်ကိုကဒါကြီးကိုဓတနိကတွေနော်ဩဝါဒတွေပြောနေတော့ तू ကနည်းနည်းအာယုန်တွေနောက်လာတော့ तू ပြောမိပြောရမျိုးရှိလိမ့်မယ်အဲ့ခါကျရင်ပြဿနာထားဖြစ်ရောငါချစ်လို့ပြောတာနေကငါ့ကိုဒီလိုပြောစရာမလိုဘူးအဲ့လိုမျိုးပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဆက်ဆံရေးရဲ့အခုလက်ရှိပစ္စုပန်ချစ်ချင်းမြတ်တာလေးတွေကတော့အတူတူပဲချစ်မြဲချစ်ဆဲပဲဒါပေမဲ့ပြောင်းလဲလာတာမျိုးရှိတယ်ပြီးတော့တဲ့ခါကျနောက်ထပ်တစ်ခုကတငယ်ချင်းတွေအပေါင်းအသင်းတွေမိတ်ဆွေတွေပေါ့နော်မိတ်ဆွေတွေကိုအချိန်ပိုပေးဖြစ်တာတငယ်ချင်းတွေနဲ့အချိန်ပိုပြီးပေးဖြစ်တာ LDRS တွေဆိုပိုဆိုးတယ်အရင်တုန်းကနော်အရင်တုန်းကဒီလိုမျိုးမဟုတ်တဲ့လူကအခုချိန်မှာပြောင်းလဲသွားအဲ့ဒါသူလည်းဖြစ်နိုင်တယ်ကိုလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုဖြစ်တယ်ဆိုရင်ကိုကိုနည်းနည်းလေးပြန်ပြီးဆန်းစစ်ကြည့်စေချင်တယ်တစ်ဖက်လူကိုအရင်ကလောက်အချိန်မပေးတော့ဘူးမိတ်ဆွေတွေကိုအချိန်ပေးနေတာနော်အလုပ်ကိုပဲပို့ပြီးဖိဖိစီစီလုပ်နေတာမျိုးကိုအမြင်မှာတော့ကိုကဒါမှန်နေတယ်လို့အထင်ကောင်းထင်ရပါမယ်တကယ်ကြတော့ဒါတစ်ဖက်လူကိုလုံလောက်တဲ့မေတ္တာမျိုးမပေးဖြစ်ဘူးမပေးနိုင်ဘူးဆိုတာဖြစ်နေတာမျိုးပေါ့နော်အဲ့တော့ဒါကိုလည်းဖြစ်နိုင်တယ်သူလည်းဖြစ်နိုင်တယ်ကိုဖြစ်တယ်ဆိုရင်တော့ဒါပြင်စေခြင်းနဲ့သူဖြစ်တယ်ဆိုရင်တော့သူ့အချိန်လေးခဏပေးပြီးတော့သူ့ကိုတေချာလေးပြောပြစေခြင်းနဲ့ပေါ့နော်အဲ့တော့ဒါကလက်ရှိပစ္စုပန်မှာအတိတ်နဲ့ပစ္စုပန်ပြီးသွားပြီဆိုတော့ပြီးတော့အနာဂတ်ကိုဆက်ပြီးသွားကြရအောင်ပါ The Rose Ceremony Judgment ပေါ့နော် King of Wandsအဲ့တော့အနာဂတ်မှာကတော့လေဒီကနေပြီးတော့ပဲ awakening ရမယ်လို့ပြောရမလားအဲ့ဒါကြောင့်မလို့ပဲဓာရီပေါ်လာတယ်လို့ပဲပြောရမလားပေါ့နော်ပြောင်းလဲသွားလိမ့်မယ်ဘယ်လိုတုံးဆိုတဲ့အခါကျတော့ပို့ပြီးတော့ချစ်ပေးတဲ့သူကနေပြီးတော့အနာဂတ်အတွက်ပို့ပြီးတော့အဆင်ပြေခြင်းနဲ့သူတယောက်အဖြစ်ကိုပြောင်းလဲသွားတာပေါ့နော်အဲ့တော့အဲ့လိုမျိုးပြောင်းလဲသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဘယ်လိုပြောမလဲ
तू ကရှေ့ကိုသွားတယ် तू ကရှေ့ကနေပြင်ကိုကသူ့ကိုနောက်ကနေပြီးတော့လိုက်နေရတာကိုကနေပြီးတော့သူ့ထက်တာပြီးရှေ့ကနေပြင် तू ကကိုနောက်ကနေပြီးလိုက်နေရတာပေါ့နော်အဲ့တော့ဒီလိုမျိုးရှေ့သွားနောက်လိုက်တိတ်ပြီးမညီတဲ့အချိန်တွေမှာပြဿနာတွေကတက်လာတတ်တယ်အဲ့တော့ဒီ relationship တစ်ခုလုံးนี่ဒါပို့ပြီးတော့ကောင်းတဲ့အဆင့်ကိုပြောင်းလဲသွားမယ်စိတ်ဆက်တောင်းရမ်းတာတွေလက်ထက်တာတွေတချို့အတွဲတွေဆိုရင်ဖြစ်နိုင်တယ်like surprise propose လုပ်ခံရတာလို့เนาะ surprise ဒါဟိုဘယ်လိုပြောမလဲ will you marry me ဆိုပြီးလောက်တာမျိုးတွေအဲ့လိုမျိုးလေးတွေဒါမှမဟုတ်ရှင်တောင်းရမ်းမင်္ဂလာလေးတွေအဲ့လိုမျိုးလေးတွေလည်းတွေ့ရတယ်တစ်ချိန်တည်းမှာပဲဒါနှစ်ယောက်လုံးပေါ့နော်ဒါအနာဂတ်အတွက်ဒီလူနဲ့ပဲယူချင်တယ်ဆိုတာသိကြသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုစူးစမ်းဖို့အတွက် motivation တွေရပြီးတော့တကယ်စူးစမ်းလိုက်တာတွေเนาะပို့ပြီးတော့ဟိုပြောင်းလဲသွားတဲ့ပုံစံတွေကိုမြင်ရလိမ့်မယ်သူရောကိုရောအဲ့တော့ဒါတွေကိုတော့တယောက်နဲ့တယောက်နားလည်ပေးနိုင်ဖို့တော့လိုအပ်တယ်လို့တွေ့ရတယ်အဲ့တော့ပြီးတော့နောက်ဆုံးအနေနဲ့ဒါဒီ relationship ကတကယ်ပေါင်းရမှာလားเนาะဒါမှမဟုတ်လို့ရှိရင်ကံကြမ္မာကြောင့်တခြားသောအကြောင်းအရာတွေကြောင့်ကွဲကွာရမလားဆိုတာကိုဗီဒီယိုကြည့်ပါမယ်Pile 3 နဲ့ Pile 3% ရဲ့ connection ကဘာဆက်ဖြစ်မလဲ spirit final outcome ကိုပြပြပေးပါ okay ပြီးတော့ဒါမလန်သေးဘူးပေါ့နော် Pile 2မှာတော့ဒီလန်မိသွားတယ်နည်းလေးတော့နောက်နားရသွားတယ်ဒါပေမဲ့လည်းထားလိုက်ပါတော့လေးဆိုပြီးအဲ့တော့ Pile 3မှာတော့ဒီလိုလေးခဏမှောက်ထားပါမယ်အဲ့တော့2ကပ်3ကပ်နောက်ထပ်တစ်ကပ်4ကပ်နောက်ဆုံးအနေနဲ့ထပ်ကြည့်ပါမယ် okay back of the deck 6 of swords okay ဒီနေ့လေးတော့ဒါတိတ်ပြီးတော့ sure မဖြစ်တဲ့အနေထားမှာရှိတယ်ဘာလို့ဆို6 of swords ကဘာလို့ဆိုလိုမှန်းပြီးအနေနဲ့ဒါတေချာလေးမမြင်ရသေးလို့ပေါ့နော်အဲ့တော့ကြည့်ပါမယ် 4 of cups အဲ့တော့အနာဂတ်မှာပြောခဲ့တယ်ပေါ့နော်ဒါပုံစံတွေပြောင်းလဲသွားမယ်ဆိုတော့ဒီပြောင်းလဲသွားတဲ့ပုံစံတွေကိုလက်ခံပေးဖို့လိုတယ်သိလားသူအရင်ကချစ်ခဲ့တဲ့ပုံစံနဲ့အခုချစ်တဲ့ပုံစံနဲ့ကတူချင်မှတူလိမ့်မယ်ဒါပေမဲ့ချစ်ချင်းမြတ်တာကတော့အတူတူပဲဒါဒီအချစ်ကြောင့်ပဲဒီလိုမျိုးပြောင်းလဲသွားတယ်လို့ပြောရမှာပေါ့နော် Ace of Cups Ace of Swords 9 of Cupsနောက်ဆုံးက 6 of Wands okay အဲ့တော့ဒီ connection အကယ်၍ပေါ့နော်အကယ်၍များပေါင်းချင်စိတ်ရှိရဆိုရင်တကယ်ကြီးကိုပေါင်းရမယ်ဆိုတော့အထက်မှာပါတယ်ဒီလားတော်တော်လေး happy ending ဖြစ်မှာပေါ့နော်ဒါပေမဲ့တခုရှိတာကဘာလဲဆိုတော့အလိုမကျတာသိလားအနာဂတ်မှာပြောင်းလဲသွားမယ်အဲ့ပြောင်းလဲသွားတဲ့ဟာကိုအလိုမကျအောင်ကိုကဖြစ်စေသူကဖြစ်စေအလိုမကျအောင်အလိုမကျတော့ဒါလို့ပြောင်းနေပြောင်းခိုင်းနေနော်တစ်ဖက်ကလည်းချစ်တော့မင်းမညူပြောင်းချတယ်ဒါပေမဲ့ဘယ်လိုပြောမလဲတကယ်ပေါင်းလိုက်ရတဲ့အခါကျတော့ကိုပေါ့နော်ဒါသူနဲ့ပတ်သက်ပြီးတော့အားနာရတယ်တို့နော်စိတ်ထဲမကောင်းဘူးလို့အဲ့လိုမျိုးတွေဖြစ်လာတာပေါ့အဲ့တော့တကယ်ချစ်တယ်တကယ်လက်ခံနိုင်တယ်ကိုယ်တိုင်လည်းပြောင်းလဲလာမှာပဲသူလည်းပြောင်းလဲလာမှာကိုယ်လည်းပြောင်းလဲလာမှာနှစ်ယောက်လုံးကဒါဒီချစ်ချင်းမြတ်တာကိုရေရှည်အတွက်သွားချင်တဲ့အတွက်ကြောင့်မလို့စူးစမ်းရင်းနဲ့ပဲပြောင်းလဲလာတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့တော့ဒီပုံစံတွေကိုတော့ဟိုလက်ခံရမယ်အချိန်တိုင်းတာတစ်ခုလောက်တော့လေအဲ့လိုမျိုးလက်ခံမှာပဲ happy ending ကိုရလိမ့်မယ်ဂျားထဲမှာဘယ်လိုပြောမလဲဒီ Ace of Swords အရာရောဒီ Ace of Cups အရာရော Four of Cups အရာရောပြောရမယ်ဆိုလို့ရှိရင်ဂျားထဲမှာဒါပေါ့နော်ပြောင်းလဲသွားတဲ့ဟာကိုလက်မခံနိုင်လို့ဆိုပြီးတော့ပြတ်သွားမယ်ဆိုတဲ့အခိုက်အတန့်မျိုးရှိတတ်တယ်အဲ့ဒါကိုဂရုစိုက်ပါတကယ်ချစ်တယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ပြောင်းလဲတာကိုလက်ခံနှစ်ယောက်လုံးပြောင်းလဲမှာနော်ဒီကလေဒါသူ့ဘက်ကပြောင်းလဲလို့ကိုကဒီလိုမျိုးဖြစ်သွားရဆိုရင်တမျိုးသေးလားကိုဘက်ကပြောင်းလဲလို့သူကဒီလိုဖြစ်သွားရဆိုရင်ဒါနားလဲပြီးလို့ရတယ်လက်ခံပြီးလို့အခုကဒါနှစ်ယောက်လုံးပြောင်းလဲသွားမှာမျိုးကိုယ်တိုင်လဲဒါထားပါတော့ဟိုလုပ်ငန်းတည်လေးစားဖြစ်လာတာမျိုးတို့เนาะပညာရေးနဲ့ပတ်သက်ပြီးတော့ရှင်းလန်းတလန့်ထပ်ပြီးတိုးလိုက်လာတာမျိုးတို့ LDRS ဖြစ်သွားတာမျိုးတို့ဘယ်လိုပဲဖြစ်ဖြစ်ဒါနှစ်ယောက်ကြားထဲမှာပြောင်းလဲသွားမယ်အပြောင်းလဲကြီးရဖြစ်လာမှာပဲအဲ့တော့ဒီအပြောင်းလဲကြီးကိုလက်ခံပြီးတော့ adjust လုပ်နိုင်ဖို့လိုတယ်နှစ်ယောက်ကြားထဲမှာရှိတဲ့အခက်အခဲကအဲ့ဒါလေးပဲအဲ့တော့အဲ့ဒါလေးကိုတေချာလေး adjust လုပ်နိုင်ပြီဆိုလို့ရှိရင်ပေါင်းရဖို့ကလုံးဝ100%မှာ80%ဖြစ်သွားပြီเนาะအဲ့တော့
ဒီခက်ခဲကိုပဲရအောင်ကြော်ဖြတ်ကြပါတယောက်နဲ့တယောက်ကမေတ္တာစင်နဲ့တကယ်ချစ်တာမျိုးလဲတွေ့တဲ့အတွက်ကြောင့်မလို့ပေါ့နော်အချိန်လေးတစ်ခုပေးလိုက်ဒီချိန်လေးပြီးသွားရင်အားလုံးပြန်ပြီးအဆင်ပြေသွားလိမ့်မယ် no contact တွေဆိုရင်လည်းအချိန်လေးခဏပေးပြီးသွားရင်ပြန်ပြီးတော့လာလိမ့်မယ်ပြန်ပြီးတော့ပေါက်ဖက်ဖြစ်လိမ့်မယ်အဲ့တော့မပူပါနဲ့ soulmate connection မှာပေါက်ဖက်မဲ့ soulmate ပါ karmic soulmate မဟုတ်ဘူးကံကြွေးဆက်ရမဲ့ဖူးစာဘက်မဟုတ်ဘူးเนาะအဲ့တော့ဒါအတူတူဆိုးတာလည်းအတူတူခံကောင်းတာလည်းအတူတူဆန်ရမယ်soulmate မျိုးဖူးစာဘက်မျိုးပါအဲ့တော့တမိုးထားပါရေရှည်တွဲလက်တွေမြင်နိုင်ကြပါစေဗီဒီယိုလေးကတော့ဒါပါပဲနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုနောက်နေ့ဗီဒီယိုလေးမှာဆက်ပြီးတော့တွေ့ပါမယ်ရှင့်တတား